ခရစ်တော်၌အိပ်ပျော်သွားပြီဖြစ်တဲ့တတ်မုံမြင့်ရဲ့ချစ်ခင်လေးစားရပါတော့ပရိသတ်ကြီးများခင်ဗျာဒီကနေ့မှာတော့ကျွန်တော်တို့ရဲ့ရင်ထဲမှာအမြဲတမ်းနေရာယူထားခဲ့တဲ့မြန်မာရုပ်ရှင်လောကရဲ့ကယ်ဒမီမင်းသမီးချောတူဖြစ်သူတတ်မုံမြင့်ရဲ့စိတ်မကောင်းဖွယ်ရတဲ့တဲ့တစ်ခုကိုမျှဝေပြီးတော့မှာပဲဖြစ်ပါတယ်လက်တော်လူမှုကွန်ရက်စာမျက်နှာရည်နဲ့နုပညာတောင်းဝင်းနေကြတဲ့မှာတော့တော်တော်လေးကိုကြဲရိုက်ခတ်သွားခဲ့ရတဲ့တဲ့တစ်ပုဒ်လည်းဖြစ်ပါတယ်မြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးချောကယ်ဒမီနှစ်ဆုရှင်တရုတ်ဆောင်တတ်မုံမြင့်ကသူမရဲ့ကျမ်းမာရေးအရှိအဟုန်ကိုမနိုင်မနှင်းမဲနဲ့ယနေ့မနက်ပိုင်းအချိန်ခန့်မှာပဲရန်ကုန်မြို့မှာရှိတဲ့နာမည်ကျော်ဝီတိုရီယာစေယုံကြီးမှာဝမ်းနေစွာကွယ်လွန်သွားခဲ့ရပြီလည်းဖြစ်ပါတယ်ခင်ဗျာဒီသတင်းကိုကြားလိုက်ရတဲ့စက္ကန့်ပိုင်းအတွင်းမှာပဲသူမရဲ့ပရိသတ်တွေမိတ်ဆွေနုပညာရှင်တွေနဲ့မိသားစုဝင်တွေအားလုံးကထိတ်လန့်တုန်လှုပ်ခဲ့ကြရပြီးတော့မတက်လေးဘာများဖြစ်တာလဲဆိုတဲ့စိုးရင်ကြောက်ကြမှုတွေနဲ့ဝမ်းနဲ့ပူဆွေးမှုတွေအများပြားဖြစ်ပေါ်နေခဲ့ပါတယ်ကယ်ဒမီတတ်မုံမြင့်ကတော့ချင်းပြည်နယ်ဖလန်မြို့နယ်မှာ1982ခုနှစ်ဇူလိုင်လ23ရက်နေ့မှာမွေးဖွားခဲ့ပြီးတော့နာမည်ရှင်ကစုံကျဲမွေးပဲဖြစ်ပါတယ်။တာလာပါတဲ့တောင်တန်းဒေသကဇာတိချင်းတိုင်းသူတွေတူအနေနဲ့သူမကရန်ကုန်မြို့ကိုပြောင်းရွှေ့အခြေချခဲ့ပြီးတော့အနုပညာလောကတွေကို2000ပြည့်နှစ်ခန့်ကတည်းကခြေချခဲ့ရလည်းဖြစ်ပါတယ်။အစောပိုင်းခေတ်တုန်းကတေးဗီတွေမှာမော်ဒယ်တရုပ်ဆောင်နေနဲ့စတင်တရုပ်ဆောင်ခဲ့ရကနေ2003 2004 2005ခုနှစ်လောက်မှာရုံမြင့်တန်ညာကြော့ညာရဲ့နဲ့အိမ်နိုင်ရောက်နာမည်ကျော်ဖြစ်လာပါတော့တယ်။အိမ်နောက်ပိုင်းရုပ်ရှင်ဇာတ်ကားတွေမှာစတင်တရုပ်ဆောင်ပြီးတော့ပရိသတ်ရဲ့အကြိုက်ဆုံးအမျိုးသမီးတရုပ်ဆောင်တူအနေနဲ့ရက်တည်နိုင်ခဲ့ပါတော့တယ်။သူမရဲ့ချိုမြင့်တဲ့ပြုံးအေးမြရဲ့တရုပ်ဆောင်ဟန်နဲ့ဇက်ကောင်ဝင်ခန်းစားချက်တွေကိုတာဝန်စွာဖော်ကျူးနိုင်တဲ့ခြေသွေးတွေကလည်းပရိသတ်ရဲ့နှလုံးသားကိုချက်ချင်းထိမှန်စေခဲ့ပါတယ်။သူမရဲ့ထူးချွန်လာတဲ့စွမ်းရည်ကြောင့်ပဲ2010ခုနှစ်မှာအာရန်ရဲ့ AY ဒတာရဲ့စကားကြီးနဲ့ပထမဆုံးမြန်မာရုပ်ရှင်ထူးချွန်စုအကောင်းဆုံးအမျိုးသမီးစစောင့်စုကိုရရှိခဲ့ပါတယ်။အဲဒီနောက်ပိုင်း2016ခုနှစ်မှာလည်းချစ်လာစွာသောအမုန်းစကားနဲ့ဒုတိယမြောက်ကယ်ဒမီစုကိုထပ်မံစုကူးနိုင်ခဲ့ကမြန်မာရုပ်ရှင်လောကရဲ့ထိပ်တန်းမင်းသမီးတူအဖြစ်နဲ့နေရာယူနိုင်ခဲ့ပါတယ်။ဒါအပြင်2019ခုနှစ်မှာမြန်မာတိုင်းရဲ့ထိပ်တန်းတရုပ်ဆောင်စင်းမှာလည်းထည့်သွင်းခြင်းခံခဲ့ရတဲ့အပြင်မြန်မာနိုင်ငံရဲ့စတုဒ္ဓမြောက်အခါချင်းငွေအများဆုံးရရှိသူတွေကတူအဖြစ်နဲ့သတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်။သူမရဲ့အောင်မြင်မှုတွေရဲ့နောက်ွယ်မှာမိသားစုဘွားကိုလည်းအလှဆင်ခဲ့ပါသေးတယ်2014ခုနှစ်မှာခင်မုန်းပြည်သူစစ်နိုင်နဲ့လက်ထပ်ခဲ့ပြီးတော့တာပြည်သူအာချင်းနဲ့တမီးပြည်သူလာအောင်မေတို့ထွန်းကားခဲ့ပါတယ်တကယ်အမှန်တရားကတော့ပရိသတ်တွေတတိမထားမိခဲ့ရတဲ့အချက်တစ်ချက်ကတပုံမြေကလွန်ခဲ့တဲ့နှစ်နယ်ငယ်ကတည်းကအရေးပြားလေးပနာယောဂနဲ့တခြားကျန်းမာရေးအခြေအနေကြောင့်ပဲအနုပညာလုပ်တွေကိုတိတိတတာရှော့ချခဲ့ရတာလည်းဖြစ်ပါတယ်ဒါကြောင့်လဲလွန်ခဲ့တဲ့နှစ်နယ်ငယ်အတွင်းသူမကိုရုပ်ရှင်ဇာတ်ကားကြီးတွေမှာရောကြောညာရိုက်ကူးမှုတွေမှာပါမြင်တွေ့ရတာကျဲပါသွားခဲ့ပြီးတော့ပရိသတ်တွေနဲ့ဆက်သွယ်လဲပြတ်တောက်လို့နေပါဖြစ်ခဲ့ရတာကသူမခံစားနေရတဲ့ဝေဒနာတွေရဲ့ဆိုးကျိုးကြောင့်လို့သိရှိရပါတယ်။သတင်းရင်းမြစ်တချို့ရဲ့ဆိုရာ2026ခုနှစ်မှာသူမကအနုပညာလောကတွေကိုပြန်လည်ဝင်ရောက်လာဖို့ရည်ရွယ်ထားပြီးတော့ပရိသတ်ဟောင်းတွေအတွက်လည်းအန်သင်းဖွင့်ရဇာတ်လမ်းနေနဲ့ပြန်လည်ရောက်ရှိလာဖို့ကိုမျှော်လင့်ထားကြောင်းသိရှိရပါတယ်။ဒါပေမဲ့လည်းကန်ဆိုးကျင်တော့ကျမ်းမာရေးအခြေအနေကအလုံးမျိုးခွင့်ရေးကိုမပေးနိုင်ခဲ့ပါဘူး။မိသားစုအနေနဲ့နေစရရင်းမြစ်တွေရဲ့ပြောကြားချက်အရမင်းသမီးချောတမုံမြေကလွန်ခဲ့တဲ့ရက်ပိုင်းတွင်းကပဲရုတ်တရက်ဖျားနာခြင်းခံစားရခဲ့ပြီးတော့အရေးပေါ်အခြေအနေနဲ့ရန်ကုန်မြို့မှာရှိတဲ့ဝီတိုရီယာစေယုံကြီးမှာဈေးကူတာမှုအထူးကြက်မှတ်ကူတာဆောင်မှာခံခဲ့ရပါတယ်။စေယုံရဲ့အကောင်းဆုံးဆရာဝန်တွေကအားစိုက်ကူတာပေးပေမဲ့လည်းသူမိုင်းနာတာရှိကျမ်းမာရေးဝေဒနာတွေနဲ့လက်ရှိရေးပေါ်အခြေအနေတွေကိုမကြော်လွှားနိုင်တော့ဘဲနဲ့ဒီကနေ့မှငြိမ်းစွာနဲ့အနေအဆရောက်ရှိသွားခဲ့ကြတာလည်းဖြစ်ပါတယ်တမုံမြင့်ကွယ်လွန်သတင်းကလည်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာတော်လေးကိုကြဲရိုက်နေခဲ့ပါတယ်။သူမရဲ့နိုင်သတင်းကိုညှိုးငယ်စွာဖိတ်ကြားအပ်ပါရဲဆိုတဲ့စာသားရင်းနဲ့တူနိုင်ကြောညာတွေကိုလည်းမျှဝေနေကြတာကိုတွေ့မြင်နိုင်ပါတယ်။သူမနဲ့တူဇက်ကားတွေမှာတွဲပတ်ရိုက်ကူးခဲ့မှုတဲ့အနုပညာရှင်တွေမိတ်ဆွေတငယ်ချင်းတွေအားလုံးကလည်းသူမရဲ့မှတ်တရတပုတ်တွေကိုတင်ဆက်ပြီးတော့သူမရဲ့ရုပ်ရည်ပင်ကိုယ်ဆိုင်နဲ့အနုပညာအစွမ်းစားကိုအမုန်းနဲ့ပြောဆိုနေကြပါတယ်။ပရိသတ်တွေကလည်းမမတ်တက်ပြန်ကောင်းလာပါစေဆိုတဲ့ဆူတောင်းစကားတွေကိုရေးသားလို့မရတော့ဘဲနဲ့ကန်ကောင်းပါစေချီရရဲ့မတ်တက်ရေးလိုဝမ်းနဲ့ပူဆွေးမှုတွေလွမ်းဆွမှုတွေကိုဖွင့်ဟနေကြတာလဲအင်မတန်များပြားလာပါတယ်။အေဂျင့်ရဲ့ပြုံးပိုင်ရှင်လေးတို့ဒီကဘာမှာပရိသတ်တွေဘယ်တော့မှမေးမှမဟုတ်ဘူးဆိုတာကတော့ထင်ရှားလာပါတယ်ခင်ဗျာ။ကယ်ဒမီတမုံမြတ်ကွယ်လွန်ခြင်းကလည်းမြန်မာရှင်လောကအတွက်အချွန်တက်တစ်ခုလားပရိသတ်တွေအားလုံးအတွက်လည်းမမီတို့ရဲ့ငယ်ဘွားနဲ့လူငယ်ဘွားရဲ့မှတ်တရတွေချန်ထားရခဲ့ပါတယ်။သူမိုင်းနုပညာလက်ရတွေဖြစ်တဲ့အာရန်ရဲ့ AY ဒတာရဲ့ချစ်လာဆိုတော့အမုံမာပရောဂျက်နဲ့တခြားဇက်ကားတွေကလည်းအနာဂတ်မှာပရိသတ်ရဲ့စိတ်ထဲမှာတော့အမြဲတမ်းတောင်းဝင်နေမှလည်းဖြစ်ပါတယ်။ကျောင်းသားဘွားတော်ကရုပ်ရှင်ယုံတွေမှာပရိသတ်တွေနဲ့တူတူရီမောငိုကြွေးစေခဲ့တဲ့ကယ်ဒမီတမုံမြတ်မှတ်တရလေးတွေကိုအားလုံးကတင်စီထားကြမယ်လို့လည်းကျွန်တော်တို့ယုံကြည်မိပါတယ်။ဒီဝန်နဲ့ဘွယ်အချိန်ခါမှာသူမိုင်းမိသားစုဝင်တွေရင်းနှီးတဲ့တငယ်ချင်းတွေနဲ့အနုပညာတောင်းဝင်ကိုလည်းကျွန်တော်တို့ခွန်အားဖြစ်စေဖို့ဝန်နဲ့ကြောင်းနှစ်သိန်းစကားတွေပေးပို့ချင်ပါတယ်။ဒါကြောင့်လဲချစ်ရပရိသတ်ကြီးများခင်ဗျာတမုံမြေကိုအောင်မေ့လန်းဆိုစဉ်သူမရဲ့နုပညာတွေကိုပြန်ကျင်စူတောင်းပေးကြပါအောင်။သူမရဲ့စွမ်းရည်နဲ့အမှတ်တရတွေကလည်းကျွန်တော်တို့အမြဲမိတိုထားမယ့်ယတနာတစ်ခုလည်းဖြစ်ပါတယ်။ဝန်နဲ့ပူဆွေးမှုနဲ့တူမင်းသမီးကျော်တမုံမြေရဲ့ရုပ်ပုံလာကိုဒီညမှာပဲညီကုံချုပ်လိုက်ကြပါတယ်။ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့ကြပရိသတ်တွေကိုလည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။